Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ဒီကိုယ့်ရဲ့ YouTube ပေါ့နော် YouTube အကောင့် short video မှာဘေးဟာဆိုင်နေယူပြီးမှ short video တင်ရလဲဆိုရကိုပြပြမှာဖြစ်ပါတယ်ကျွန်တော်မပြပြခင်မှာကျွန်တော်ရဲ့ page ကိုလည်း like and share လုပ်ထားပေးပါကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါလို့အရင်ဆုံးပြောချင်ပါတယ်ကဲစလိုက်ရအောင်ကိုယ့်ရဲ့ CapCut ထက်ကိုဝင်လိုက်ပါဝင်ပြီးဒီ apport နဲ့ကိုနှိမ့်လိုက်ပါပြီးမှပဲကိုယ့်ရဲ့ဘောနော်ဗီဒီယိုကျန်ပါဗီဒီယိုပုံလေးရွေးပြီးလို့ရှိရင်ပြန်လည်ပြီးမှဒီလိုပုံစံနှိမ့်လိုက်ပါနော်ဒီလိုဆိုရရှိရင်အပေါ်ကမေးတယ်ဘေးကြားကတွေအကုန်လုံးမေးတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကဘယ်နေရာမှာစိုက်ယူရမလဲဆိုတဲ့ဟာကိုဒီမှာရှိပါတယ် RATIO ဆိုတဲ့ဒီနေရာကိုနှိမ့်လိုက်ပါနှိမ့်လိုက်ရှိရင်အခုတော့ကျွန်မ original ပေါ့နော်ဒီ original ဆိုင်တဲ့တော့အဆင်မပြေပါဘူးခင်ဗျာကျွန်တော်ကဒီမှာ9.66မှာပြောင်းလဲပါမယ်နော်9.66နော်ဒီမှာပြောင်းလဲရ okay ရပြီဆိုရင်ဒီပုံကိုနည်းနည်းဆွဲလိုက်မှာပေါ့နော်ဆွဲလိုက်ရအမှန်လေးချိလိုက်ပေါ့နော်အမှန်လေးချိလိုက်လို့ရှိရင်ကျွန်တော်ကပေါ့နော်ဒီဟာ site ကရပါပြီပေါ့နော်ဒါ YouTube short video ဒီရဲ့ site ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီပေါ့နော်ဒီဆုံးတဲ့နေရာကဒီလိုပေါ့နော်နှိပ်လိုက်ပါတယ်ဘောမဖြတ်လို့ရှိရင်ပေါ့နော်ဒီ CapCut ဆိုတဲ့ဟာပေါ့နော်အဲ့လိုပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုဖြတ်လိုက်ရှိဖြစ်ပါတယ်နော်ဒါ YouTube short video မှာတည်တဲ့ပေါ့နော်ဒီ CapCut ဖြတ်နေလည်းဖြစ်ပါတယ်ဒါမှဒီပေါ့နော်အပေါ်ကဆက်ရောက်ကိုနှိပ်လိုက်ပါမယ်အပေါ်ကဆက်ရောက်ကိုနှိပ်ပြီးလို့ရှိရင်ဒါဗီဒီယိုယူတာပေါ့နော်စောင်းရမှာပေါ့နော်ခဏလေးနော်ဒါဒီကျွန်တော်ပြောချင်တာတခုရှိရင်နော်ဒီဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီပေါ့နော် short video ဆိုလို့ရှိရင်ပေါ့နော်ဒီ thumbnail အောက်ကိုပြောတာဖြစ်ပါတယ်ဒီ thumbnail အောက်ကိုပေါ့နော်စက္ကန့်50စက္ကန့်40စက္ကန့်30အဲ့လိုမျိုးဒီဒါဒီ short video မှာတင်လို့အဆင်ပြေပါတယ်ဘောနော်2မိနစ်3မိနစ်ဆိုတဲ့ဟာကို short video မှာတင်လို့မရပါဘူးဒါကလည်းပေါ့နော် YouTube ပေါ်မှာဗီဒီယိုတင်တဲ့ချိန်မှာကိုကတိထားရမယ့်အချက်ဖြစ်ပါတယ်နော်အခုတော့ရပြီဆိုလို့ရှိရင်ပေါ့နော်ဒီပေါ့နော်ကိုကတော့အခုတော့ဒီမှာပေါ့နော်တောင်းကိုနှိပ်လိုက်ပါပြီးရပြီပေါ့နော်ရပြီထွက်လိုက်မယ်ကိုယ့်ရဲ့ဗီဒီယိုကိုပြန်ကြည့်မယ်ပေါ့နော်โอเคရလားမရဘူးလားဆိုဒီမှာရပြီနော်ဒီမှာရပါပြီအခုလို့ကြည့်ချူပီတော့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ချူရှယ်အပြည့်အတီးတီးအားပေါ့နော်ရတော့မယ်လို့မျှော်လင့်ပါတယ်မချင်တာလေးတွေလည်းရှိလို့ရှိရင်လည်းဒီပေါ့နော် comment မှာရေးလို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုလည်းအသေးလေးပေးပါ comment တွေရေးပေးကြပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ပြီးမှဆုံတွေ့ကြမယ် bye bye